မင်္ဂလာပါရှင် Story by Head Channel လေးမှာကြိုဆိုပါရရှင်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုတိုလေးကတော့ခင်ခင်ကျော်နဲ့ပညာသင်များဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါရဲ့ရှင်နားဆင်ပြကြပါအောင်ရှင်အိမ်ငါဘဝများစိတ်နှလုံးအေးနဲ့နေရတယ်ကိုမရှိလာပါဘူးအိမ်ငါပြီး2လ3လလောက်တော့တဲဟန်ကြပန်ကြအရှိသားအိမ်ခန်းလေးကိုပြင်လိုက်ဆင်လိုက်ကြမ်းတိုက်လိုက်စေးတုပ်လိုက်နဲ့3-4လကျော်လို့6လ9လလည်းရောက်ရောအင်ရှင်ဘက်ကလေတန်းစပစ်တာခံရတော့တာပါပဲဒီနှစ်ပြည့်ရင်တော့ရောင်းတော့မယ်တူမလေးတွေထားမလို့နိုင်ငံသားကမောင်လေးလင်များနေမလို့ဒီအတန်မျိုးကိုခင်ခင်ကျော်နေခဲ့ဘူးတဲ့အင်ရှင်တွေစီကဘာလို့အတန်တူချောင်းခွဲကြရတယ်လဲမသိပါဘူးနေလို့မှအသားမကြခင်အထုပ်တပြင်းပြင်းဖြစ်နေရတဲ့ကိန်းဒါကိုနားမလဲတဲ့ခင်ခင်ကျော်ယောက်ျားကဘာပြောလဲဆိုတော့မင်းကလည်းအဲ့ဒါနောက်တစ်နှစ်စာလာကပို့တောင်းမယ်လို့ချင်းချောက်စာပို့တာနဲ့အတူတူပဲပညာသင်ခဲ့တဲ့အထက်မှာအဲ့ဒါလိုပညာကန်းတွေမပါခဲ့တော့အင်ရှင်အင်္ဂါပညာကိုခင်ခင်ကျော်နားမလည်နိုင်တာတော့အမှန်ပါပဲဥပကအယူတတအင်္ဂါနေတာကိုအင်ရှင်ဘက်ကလည်းယူတတစိတ်ထားရမှာပေါ့နော်ပိုက်ခန်းစာချုပ်ဆိုတာအင်ရှင်အင်္ဂါစာချုပ်တက်တက်မပြည့်မချင်းနက်နက်ချင်းမဆိုင်ရတဲ့အတွက်တော်တော်ကြီးနေပြောတဲ့ကိစ္စပါကြိုက်စေးကြိုင်ငါစနစ်မှာသူ့အကျိုးကိုအကျိုးငဲ့ရင်တိတ်ကောင်းပါလို့ခင်ခင်ကျော်ဘက်ကဘလို့အတွက်နောက်ဆုံးတော့ခင်ခင်ကျော်တို့ဘက်ကကြီးအလျှော့ပေးလိုက်ရတာကြီးပါပဲသူတို့တောင်းတဲ့ဈေးမှတုံမပေးနိုင်ပဲကွာနောက်တအိမ်ရှာကြတာပေါ့ယောက်ျားကဒီလိုတွေးပြီးမဲ့ခင်ခင်ကျော်မတွေးနိုင်အိမ်ပြောင်းတဲ့အလုံများလွယ်လွယ်လေးပြောရလားအိမ်တအိမ်ပြောင်းပြီးရင်လူတွေကိုနလန်မထူနိုင်အောင်ပြင်ပန်းဖြားနာကြတာရှင်ကိုယ်တိုင်မဟုတ်လားဒါတော့ငွေမသုံးနိုင်မဲ့မိန်းမရငွေအားမသုံးနိုင်ရင်လူအားပဲသုံးပြီးအဖိုးနဲ့ဝန်ပါကိစ္စတွေထမ်းရတာတဘာဝပဲ။ကဲမပြောင်းချင်ရင်ငွေတိုးတောင်းတာလေးပေးဖို့သာပြင်ထား။အိုးဒီလိုတော့ဘယ်ဟုတ်ပါမလဲ။ကိုစားစရိတ်စုငွေစားငွေလေးတွေလက်ကုံသုံးပြီးရင်ကျွေးတင်ကြုံဖြစ်မဲ့ကိန်းနေဖို့တက်တက်ဖြုံးလိုက်ရမှာကိုဘယ်သုံးနိုင်မှမလဲ။စားဖို့ပါဇက်ပေါက်တွေရှိသေးတယ်မဟုတ်လား။ဒါနဲ့ပဲယောက်ျားလူသူနဲ့ခင်ခင်ကျုပ်လို့ငင်းခုန်ကြရန်ဖြစ်ကြရင်နဲ့အိမ်ရှင်တောင်းတဲ့ဈေးမပေးနိုင်ပဲနောက်တအိမ်ငါ့ဖို့အိမ်ရှာပွဲကျင်းပရတော့တယ်လေ။အိမ်ငါရတာမလွယ်လိုက်သမှာနော်။ပွဲကမပေးခြင်းလို့အိမ်နီးနားချင်းမိတ်ဆွေတွေအာကိုနဲ့ဟိုဆက်ဆက်ဒီဆက်ဆက်ရှာပါသေးရဲ့အစင်မပြေတော့ပွဲစားစီပဲပြေးရပါလေရောပွဲစားတွေကလည်းကိုယ်ကိုငွေဘလောက်သုံးမလဲဘယ်နှထက်လဲအောက်ထက်လားစဘောလားနှစ်ချုပ်လားအာစီလားနဲ့ကန်ထရိုက်တိုက်စီမင်းစည်းကမ်းတွေချပြပြီးခြိကြတုတ်ကြပေါ့ခင်ခင်ကျိုးတို့ကလည်းကလေးငယ်တာကိုအကြောင်းပြုပြီးအိမ်ကျတာလေးဈေးသက်တာလေးလမ်းသွားရုံးသွားဈေးနီးကားဂိတ်နီးနဲ့ဆန္ဒများစွာတင်ပြရင်တအိမ်စင်းတအိမ်တက်တတိုင်းဝင်တတိုင်းထွက်နဲ့လေကားတစ်တွေတက်ရဆင်းရတာ3-5ရက်ကြာလာတော့ဘူးတွေချောင်းပြီးဖြားတဲ့အထိပါပဲလေဒီကြားတဲ့ကိုနေတဲ့တိုက်ခန်းကြကြမှာပြေးလွှားဆော့ကောင်းနေတဲ့သားလေးကိုမြင်ရပြန်တော့ဒီထက်ကျင်းတဲ့တိုက်ခန်းလေးကိုငှားဖို့မစဉ်းစားရပြန်ပွဲစားကအိမ်ကိုကြည့်ဖို့ခေါင်းလောင်းဆွဲပြီးလာခေါ်လိုက်အထက်ပေါင်းများစွာကနေခင်ခင်ကြောက်လို့လင်မယားကပြေးဆင်းပြီးလိုက်သွားလိုက်ငားမဲ့နေရရရင်လမ်းမှာပြောလာတဲ့ဈေးနဲ့တခြားစီဈေးတိုးတောင်းပြီးငားမဲ့အိမ်ရှင်တွေကအိုက်တင်တခန့်ခန့်နဲ့ဒါနဲ့နောက်တစ်ခန့်ဟောနှစ်ဦးနှစ်ဖက်ပြည်လေပြန်တော့ပတ်ဝန်းကျင်မှာထမင်းဆိုင်နဲ့အညော်မျိုးစုံနဲ့ကလေးနဲ့မဖြစ်ဘူးဆိုပြီးငားမဲ့အစီအစဉ်ပြန်ဖြတ်နဲ့လုံးချလိုက်နေတာမှတစ်ပတ်နှစ်ပတ်မကတော့ဒီလိုနဲ့အိမ်နှစ်ချုပ်စာချုပ်ကပြေလူပြေခင်ဖြစ်လာတော့ရင်တုံရပြန်ပါရောတိတ်ကြီးမများနဲ့မိန်းမအစဉ်ပြေနိုင်ဆုံးအခန်းသာငှားတော့မင်းမပွဲစားများပြီးအချိန်ကုန်လူပန်းတာပဲများနေတယ်ဒီတစ်ခါမင်းပွဲစားလာရင်ဈေးသေးချမှအခန်းအကျယ်ဝန်းနေရာကြိုက်မှလိုက်ကြည့်တခါလဲဈေးဆုံးဖြတ်ပြောမဟုတ်ရင်လိုက်မကြည့်နဲ့ဒါပဲပွဲစားဆိုတာကလည်းတနာစရာတောင်ကောင်းပါရဲ့အညွှန်းစားတွေတရက်ဆက်နဲ့ငားမဲ့သူခေါ်သွားဟိုရောက်တော့သူပြောထားတဲ့အင်ရှင်ကမျက်နှာထားတင်းတင်းနဲ့ဘယ်တော့မှငားမဲ့ပြောလို့လဲအပြက်ရောင်းမှအပြက်350ကတပြားမှမလျှော့ဘူးဆိုတာမျိုးပြောလွတ်တာမျိုးခင်ခင်ကျုပ်တို့ပါအစ်စ်မျက်စောင်းထိုးခံရတဲ့အဖြစ်စောင့်အောက်တကားပိတ်ခံရတဲ့အဖြစ်ဒီခါမျိုးမှာပွဲစားကလည်းပဲခံလိုက်မလဲတလန်းလုံးအဲ့ဒီမကောင်းချောင်းပြောလာလိုက်သမှနှုတ်ခမ်းတလန်မကတထောင်လောက်ကိုရှိပါရဲ့သူ့အိမ်များရလိုက်မှန်350ကိုပိုင်မီတာကိုပိုင်မော်တော်လည်းပါတာမဟုတ်ပေအကျက15ပေခန်းမှမပြည့်တာအလကား73ပေရောင်ရောင်လေးနဲ့ပတင်းမောက်ကဟိုဘက်အိမ်နဲ့ထိလို့မပါတာမှခက်ကောင်းကောင်းရဲ့ကြမ်းနဲ့ခင်းရသေးတာမဟုတ်ဘူးအိုးဒီတိုင်ကြီးကရောအဆုတ်ကြီးနိုင်ရန်ကအပ်လို့လေတွေ့မယ်ဝင်လက်တွေကိုလက်တို့ထားပြီးပညာပြလိုက်အောင်မယ်သူတော်ပညာပြလိုက်သေးတာပဲအခုငှားမယ်အခုရောင်းမယ်နဲ့အဆက်ကူးရှိတဲ့မိန်းမကြီးပညာပြန်ကြသေးတာပေါ့ခင်ခင်ကြောက်ခင်များသူတို့ပညာပြတဲ့အရေးမှာမျက်စိတငယ်နားတငယ်ပါပဲတော့သူပုံထမမပွဲစားရဲ့စကားများတွေကြားရတာထိတ်လန့်စေရအဲ့ဒီအိမ်ကိုပြဖို့ခင်ခင်ကြောက်ကိုခေါ်လာတော့မှဒီလေသမားမဟုတ်တာညီမအခုကြည့်မဲ့အိမ်ကတိတ်ကောင်းတာ
အိမ်ရှင်ကရင်ကြီးပါပြီးနဲ့အိမ်ကကိုပိုင်းမီတာကိုပိုင်းမော်တာပါတယ်ဟဲ့ပြီးတော့မိဖို့ချောင်းကပြင်ပြီးသားနော်အမကြည့်ဘူးသား15ပေခန်းဖွက်ကျမကျဲတိလားသူများဦးတော့မှဆိုလို့ညီမကြရင်ဆေးရန်အားချင်းချီလိုက်ဒါမှစိတ်အေးရမှာဟုတ်ပါတယ်အဲ့ဒီလေတန်တိုင်းရှွန်းလက်ပြောလာတဲ့အတန်ဟောအခုတော့လီဘီသွေးကနေလီမုန်တိုင်းပေါက်နေပါကောလားဖះကြီးဒီလောကရဲ့ပညာသည်တွေကြားမှာခင်ကျော်အိမ်မှာ900တီးပဲနဲ့ကိုမူးလဲမတက်ပါလားအိမ်ရှင်တွေဘက်ကသဘောကောင်းပြီးငါ့ဖို့အစီပြေငယ်နီးကြတော့လေပွဲစားချင်းအဝေမတဲလို့ပွဲဖြတ်တာခံရပါကောလားနေတို့ဘက်က2ယောက်တည်းဆိုအခုမှ3ယောက်ဖြစ်တာမပေးနိုင်ဘူးတို့ဘက်က3ယောက်ပဲ9ပုံပဲပုံနိုင်မယ်တဝက်စီမခွဲနိုင်ဘူးဒါမျိုးတွေအန်တိုနေပြီဟဲ့အိမ်တော့ရှိတိုင်းကြည့်ကြမနေနဲ့တို့ကငါသမားခေါ်လာတာငါမဲလို့ဆုံးဖြတ်ပြီးပျော်နေတဲ့စိတ်လေးမြင့်စင်ကြပြောက်တဲ့အဖြစ်မျိုးမှာအိုးဒါပဲတရားမလဲတော့နဲ့အခန်းပြဖို့အိမ်ရှင်ကသူ့ကိုတော့လာပေးတာသူပါမှပေါ့အမားတို့တပုံမပေးနိုင်ပွဲဖြတ်ရုံပဲဖြတ်လေငါတို့ကလည်းနင်တို့ပြတဲ့အိမ်မကြိုက်သေးဘူးငါသမားကသာလောနေလို့ငါ့ဖို့ပြောတာငါတို့မှအငားတွေပြစီရအိမ်ပေါ်နှုံးလို့ဒါနဲ့ပဲငါလူငါခင်အိမ်ကန်လန်ကျွတ်လို့ကိုပေါက်လွဲသွားတဲ့ဘောလုံးကိုဖမ်းမမိပဲအလွတ်ခံလိုက်ရတာမျိုးရှိသေးအဲ့ဒီအခါမျိုးမှာအိမ်ရှာရတာမောနေဖြစ်တဲ့ခင်ကြော့ကတော့ပွဲကဘယ်နှပုံပေးပါမယ်လို့မပြောနိုင်တဲ့အပြင်အတင်းနေပြောတဲ့အခန်းလေးမငားနိုင်ပြန်တော့ငိုချင်းစိတ်တောင်ပေါက်မိပါရဲ့နောက်ဆုံးတော့တဘောကောင်းတဲ့ပွဲစားအမတယောက်ကိုအပူကဲရတော့လေအမကြီးတင်းနဲ့အခန်းသာရှာပါတော့ပြောင်းရမယ့်ရဲ့နီးနေပြီအိမ်မရသေးတော့ကျမတို့ရင်ပူရတယ်ဒါအတွက်ကျမကြီးအဓိကပဲသူပြောနိုင်မဲ့စပေါ်နဲ့အခန်းကျယ်မျိုးသာရှာပြီးနော်နှိချုပ်မပေးချင်ဘူးငွေကောင်းခွဲမှာဆိုလို့တေချာမှလာပြောနော်အေးညီမစိတ်မပူနဲ့အခန်းတွေရှိပါလေတကယ်ကိုသဘောကောင်းတဲ့ပွဲစားအတိတယောက်ကတော့အိမ်ကလေး9အိမ်လိုက်ပြပေးပါလေစဘောကိုအပုံးဖက်မခံနိုင်တဲ့ခင်ကျော်တို့လူများပါလေစဘောကြိုက်တဲ့အိမ်ရှင်ရဲ့အိမ်ခန်းမဲ့ရှာဖို့ပူဇော်ရပြန်ပါလေတေချာမှလာပြောဆိုတဲ့ပွဲစားအမကြီးဘက်ကတေချာတဲ့အိမ်ငါးကိုရှာလာပါတော့လေကညီမကြီးစိတ်အေးတော့အခန်းရပြီညီမတို့အခုနေတဲ့အခန်းကျယ်မျိုးအခန်းရမ်းတန့်နေတိုက်တစ်ပဲတိလားစဘောနဲ့တဲ့စဘော9သိန်းဟုတ်လားဘယ်လမ်းမှာလဲအမဒီတိုက်ထဲမှာပဲလေဟဲ့တကယ်ခင်ကျော်တို့မိသားစုတအားကိုဝမ်းသာသွားပါတယ်အမှန်တကယ်လည်းအံ့အားမိပါရဲ့ရှာလိုက်ရတဲ့အိမ်ခန်းဆိုတာရမရတော့ကိုနေတဲ့တိုက်မှာပဲဆိုတော့အဆင်ပြေလိုက်သမှပြေးလို့တော့မြည်သေးဒါပေမဲ့စဘောငွေက9သိန်းဆိုတော့ခင်ကျော်ကယောက်ျားကိုနင်းငေါ့ပြတော့ကိုယောက်ျားကသူ့တငယ်ချင်းစီကလိုရာချင်းမယ်လို့တူလေးကပ်ပြောတယ်ဒီချိန်မှာအမေကလည်းရောက်နေတော့ကို့အမေနဲ့တိုင်ပင်ရပြန်တယ်တန်ရမဲ့စဘောရဲ့လက်ကျန်ငွေလေးတွေရဲ့အမေကသူ့မှာ9000ရှိရဲ့ပေးမယ်ဆိုတာရဲ့ယောက်ျားကသူ့အလုပ်အတွက်ခြံထားတဲ့ငွေရဲ့ပေါင်းပြီးပွဲစားအမကိုရဲတင်းမဲ့ခေါင်းငိတ်ပြလိုက်ကြတယ်။ "Okay အမကြီးကျမတို့ယူမယ်။အိမ်ရှင်တွေနဲ့သာတွေ့ပြီးအိမ်ရှင်နဲ့တွေ့ရမှန်းနေ့ကလည်းရုံးတရက်တင်းကနွေမနက်ပိုင်းဖြစ်နေတယ်။အိမ်မှာပတ်စံမထားတော့ဆရန်တော့တတ်ထားမှလို့ခင်ကြောတွေးထားပြီးသားပါ။ထင်းနဲ့အတိုင်းပွဲစားအိမ်မှာအိမ်ကိစ္စဆွေးနွေးကြတော့အခန်းရှင်ကလာရမယ့်အချိန်ရောက်မလာဘူး။သွားခေါ်ထားတယ်ပြောတဲ့အခန်းတော့ကိုင်နဲ့အခြားပွဲစားတစ်ယောက်ကဖုံးသွားဆက်ပြီးခင်ကျိုးတို့ကိုစကားပြတ်ပါတယ်။စမောကြရင်စင်ရနာချထားပါတဲ့။ကျွန်တော်တို့သဘောတဲ့။တော့ကကျွန်တော်တို့စီမှာသူကဘောလုံးပွဲကြည့်နေလို့တဲ့။ဘလို့လဲခင်ဗျားတို့ပေးစရာစင်ရအစင်ပဲရှိလား။စင်ရဟုတ်တယ်လေစင်ရတက်ထားမှစိတ်ချရတာ။စင်ရတက်ဖို့ကလည်းဒီနေ့တနင်္ဂနွေဆိုတော့လွယ်ပါမလား။မလွယ်ရင်ကျွန်တော်တို့စိုက်ထားလိုက်မယ်လေ။ပွဲကားကတော့ကျွန်တော်တို့ထုတ်ရမှာနော်။ထုံးစံအတိုင်းတူပါဆန်ပဲ။ပွဲစားရဲ့စကားအဆုံးမှာခင်ကျော်ကလက်ထဲမှာအစင်သိမ့်ကင်ထားတဲ့စင်ရငွေ9000ထည့်ထားတဲ့ကျွတ်အိတ်ကိုတကြည်နှိုက်နေပြီလေဟုတ်ကဲ့ပါပါတယ်စင်ရ2000လောက်ပေးထားရမလားဒီအချိန်မှာသဘောကောင်းတဲ့ပွဲစားမကဟာရပါတယ်မနှက်ပြန်မှပဲလုပ်ပါတေချာနေပြီလို့ဝင်ပြောတယ်စင်ရငွေပေးဖို့ဟန်တပြင်းငွေနဲ့မို့ခင်ကြောက်ယောက်ျားကပွဲစားစီငွေ1000လမ်းပေးပါတယ်ဒါပေမဲ့ပွဲစားကမယူပဲဘာပြောလဲဆိုတော့ကျွန်တော်တို့ပွဲဖြစ်ပြီပဲသဘောထားဆက်ရမလွယ်ရင်တော့ကျွန်တော်တို့စိုက်မလို့ပါဒီထက်တေချာတာမရှိဘူးနှက်ပြန်သားစဘောငွေအပြက်ပေးပြန်ဒါမှပွဲပြီးတော့မှအိမ်ခန်းလူနေတဲ့သူတွေကအများကြီးကျွန်တော်တို့ပြတသားပဲကြိုက်တယ်ဟုတ်ကဲ့နှက်ပြန်အခြေပေးပါမယ်အမလေးဟဲ့အခန်းလေးတစ်ခန်းရဖို့ပူလူယူသေးရဒီလူယူသေးရနဲ့မလွယ်လိုက်တာခင်ကျုပ်တို့မှကိုငွေနဲ့ကိုအနှိမ်အပြုတ်လေးကလည်းခံလိုက်ရသည်ပြတ်မပက်ရဲပါဘူးသူတို့လောကအခေါ်ပွဲပြီးနေမှပွဲပြန်ဆူသွားမှလည်းစိုးရိမ်ရသည်အဲ့ဒီနေ့ကအိမ်ကိစ္စအဆင်ပြေသွားလို့လင်မယား200စလုံးစိတ်နှလုံးတုံချပြီးနောက်တစ်နေ့ရုံးဖွင့်ခြင်းဘန်မှာထည့်ထားတဲ့အိမ်စပုံငွေအကုန်ထုတ်လိုက်ဖို့သာတိုင်ပင်ပြီးအိမ်ပြန်လာတာစိတ်ကိုပေါ်ပါလို့လန်းဆန်းလို့ဘန်မှာငွေထုတ်ပြီးလှည့်ထက်လိုက်ချိန်မှာပဲနောက်ကနေပခုံးပုတ်လိုက်တာကြောင့်လန့်ပြီးလက်ကငွေထုတ်ကိုဖိပြီးသားဖြစ်သွားပါတယ်အမှတ်တမဲ့တူစင်းကားလားပေါ့ဒီငွေကခင်ကျိုးတို့အချမ်းသာဆုံးငွေလေးငွေထုတ်ကိုအတင်းဖိထားပစ်လိုက်တယ်မိမနင်းငွေထုတ်ပြီးပြီဟုတ်လားနောက်ကနေပခုံးပုတ်ပြီးလှမ်းပြောလိုက်တဲ့အတန်ကြားမှာအခြားကနေလှည့်ကြည့်မိတယ်ခင်ကြောက်ယောက်ျားမျက်နှာကငွေထုတ်ပိုက်ထားတဲ့သူ့မိမကိုကြည့်ပြီးစိတ်ညစ်သွားတဲ့မျက်နှာ
ဘာဖြစ်လို့လဲဒီနေ့စပေါ်ပေးရမယ်လေအကုန်ထုတ်ပြီးပြီပေါ့အဲ့ဒါချင်းတို့အချိန်မီလိုက်တာမမီလိုက်ဘူးငါမိမအကြောင်းသိတယ်အခုဆိုအခုချက်ချင်းပဲဒီငွေတွေပြန်သွင်းလို့ရမလားဟာဘယ်ရမလဲအခုထုတ်အခုသွင်းနဲ့မိစမ်းမအောင်ယောက်ျားပဲဘန်ကိုစောသွားဆိုအခုဗါတဲ့လေပြောရင်တော့ခင်ကျော့အတန်တုံလာပါလေဖျားတတန်ကရှင်ထဲမှာစူညံလို့ကိုယောက်ျားကခင်ကျော့ကိုတနာအားနာတယ်လို့ကြည့်ပြီးငွေထုတ်ကိုဆွဲယူကင်ပေးတယ်ပြီးမှဘန်ပြင်ခေါ်ထုတ်လာရင်ရှင်းပြပါတော့လေအိမ်ရှင်ကစဘောနဲ့မငားတော့ဘူးတဲ့နှိမ့်ချုပ်တယ်ဘာနှစ်ချုံမှတစ်လ2300တဲ့အဲ့ဒီဘာနောက်မှမထင်မှတ်တဲ့ဒေါသအဆိုင်ခဲကြီးကခင်ကျောက်ကိုဖိစီးတွန်းချလိုက်ပါတော့လေရင်ထဲပူသွားလိုက်တာများရပောင်းများစွာအိမ်ရှာခဲ့ရတဲ့ဒုက္ခမျိုးစုံအပြင်အတွေ့အကြုံမျိုးစုံကပူစီတော့တာမို့ခင်ကျောက်အိမ်ကိုဘလို့ပြန်ပါလာမှန်းတော့မသိတော့ပါဘူးမှတ်မိလိုက်တာတော့အိမ်အရောက်မှာငွေတို့ကြီးပိုက်ပြီးပွဲစားအိမ်ပေါ်တန်းတက်သွားတဲ့အဖြစ်ပါပဲခင်ကျောက်ကိုမြင်တော့ပွဲစားအမကြီးလည်းမျက်စိမျက်နှာပြက်လို့ပေါ့စောကောင်းမှတိတာညီမရဲ့သူမိမနဲ့လှမ်းတိုင်ပင်ပြီးတော့စပေါ်မကြိုက်ဘူးတဲ့နှစ်ချုပ်တာပေးပါတယ်လို့ပြောလာလို့အမားတို့လည်းလှမ်းတာပါတိတ်အားနာတာပဲအမားကစီယံအောင်ယူပြီးသွားပြီလို့ပြောတာပါကြည်စမ်းယောက်ျားစကားပြောတာတဲ့အင်ရှင်ကိုမမြင်ဖူးလိုက်ပါဘူးဒါပေမဲ့သူ့အတန်တွေသူ့ဆုံးဖြတ်ချက်တွေကြားလိုက်ရတာနဲ့တဲ့အော်နှလုံးနာစရာပါအဲ့ဒီနေ့ကခင်ကျော်ပါဇက်ကဆက်သက်နဲ့ပြစ်တယ်လို့ထွက်သွားတဲ့စကားတွေကထိမ့်မရသိမ့်မရယောက်ျားဆိုရင်စကားဆိုခဲစီမဲစီပြောမှာပေါ့စရံပြီးတော့လဲယူပြီးပြီသဘောထားတဲ့ပွဲဖြစ်ပြီးတဲ့စပေါ်မှာထုံးစံထက်တိတ်နောင်ပိုတောင်းသည်ပြီးတော့လူမဲမှမိသားစုတီးတတ်မှတန်ရှင်းနေမှကြိုက်တာနဲ့ခခရရနဲ့တိတ်ချင်ငှားမှရမယ်လို့ဆုံးဖြတ်ရတဲ့အခန်းမျိုးကြိုက်စည်းကြိုက်ငှားနဲ့တပြားတစ်ချက်မစစ်ပဲငှားတာပါစရံနောင်လက်ထက်ရှိရလားလို့အထင်သေးလိုက်ကြသေးတယ်မဟုတ်လားဒီလိုလူရဲ့အခန်းကရှေ့ထက်တောင်ကျမတို့မငှားတော့ပါဘူးဟိုဒီမှာငွေတော့အခုမှဘန်ကထုတ်လာကျမတို့ဂရီတီတဲ့လူတွေမှတ်ထားတွေ့လိုက်ရတဲ့ရန်ဆိုတာဘယ်သူမှတားစိန်နေရလိုက်ပါဘူးခင်ကျော်လေးစိတ်ကူးအိမ်မက်လေးနဲ့ပစ္စည်းလေးတွေကိုတအိပြောင်းရင်တောင်ရတဲ့ကိုယ်တိုက်ထဲမှာပဲပြောင်းရမယ့်အခန်းအတွက်ရင်ကိုအေးနေတာပါအခုတော့ကြည့်ပါဦးအလကားပဲတင်းနေဖို့တူရှူတောင်းပန်ရတဲ့အတိုင်းဒါစီးပွားရေးပညာပြတာပဲမဟုတ်လားပူတီကြတာကအဲ့ဒီလူကအိမ်ဝယ်ရောင်းသမားပွဲစားအကြီးစားတဲ့ဖြစ်မှဖြစ်ရလေခင်ကျော်တို့တွေ့တာတကယ်ပညာတွေကြီးပါလားဦးသေးစားတာကအဲ့ဒီလူကအိမ်ဝယ်ရောင်းသမားပွဲစားအကြီးစားတဲ့ဖြစ်မှဖြစ်ရလေခင်ကျော်တို့တွေ့တာတကယ်ပညာတဲ့အကြီးသားတွေပါလားဒီကိစ္စကဒီမှာလည်းရက်ဖို့ကောင်းတာမရက်ပြန်ဘူးလေအိမ်ငန်းထက်ရှာတဲ့အဖြစ်ကိုပြန်ရင်ဆိုင်ရပြန်ရောမတက်နိုင်ဘူးအာတီမီရှာမလက်ထဲမှာငွေလေးတွေပျောက်ပြက်ပြီးတပဲ့ပဲ့ကြွေအောင်သုံးမိမှစိုးလွန်းလို့ပါထုံးစံအတိုင်းအိမ်ကန်းတခန်းရဖို့ကိုအိုးကိုဆန်တန်ရုံအခန်းမျိုးရဖို့လိုက်ရှာနေတော့မှာပဲငယ်တငယ်ချင်းတယောက်ကနောက်ကပြေးလိုက်ပြီးခေါ်ပါလေရောတငယ်ချင်းလည်းအိမ်ပွဲစားလုပ်နေတယ်လေတငယ်ချင်းရေနင်းအိမ်ရှာနေတယ်ဆိုအေးနေ့မှာအခန်းရှိရလားရှိတယ်ဒီလမ်းထဲမှာဟုတ်လားပြဆန်းပဲအခန်းလဲအဲ့ဒါပြောမလို့ဟိုနေ့ကနေတို့စပေါ်တင်တဲ့အခန်းလေးပိုင်ရှင်ကငွေကျက်လို့နှစ်ချုံနဲ့ငားချင်တာနင်တို့ကစပေါ်နဲ့ဆိုတာနဲ့သူလည်းအားနာပါလေတဲ့ပြီးတော့နင်တို့ကဒီတိုက်ထဲပဲနေခြင်းနဲ့ဆိုကလေးကငယ်သေးတော့မပြောင်းချင်ဘူးပေါ့သူကူချင်းစာပါလေတဲ့ခင်ကျော်နှုတ်ခမ်းရွှဲ့သွားတယ်လို့ပါပဲလာချီသေးရဲ့ပွဲပြတ်သွားတဲ့အင်ရှင်ဘက်ကနေခင်ကျော်တငယ်ချင်းပွဲစားကဝင်အိတ်ခံထောက်ခံပေးနေပြန်ပါပြီခင်ကျော်ကဖူးဆက်ဆက်နဲ့အဲ့ဒါဘာဖြစ်လဲပြောတော့ဘာထက်ပြောတယ်မှတ်လဲအဲ့ဒါသူကငွေလှည့်လို့ရအောင်နင်တို့စပေါ်နဲ့ငားချင်နေဆိုရင်သူငားပါမယ်တဲ့စပေါ်ကို9သိန်းလောက်ပေးပါတဲ့ဒါမှသူ့အတွက်အဆင်ပြေမှာတဲ့ဟာ9သိန်းခင်ကျော်လန့်ပြီးអော်လိုက်တာဘေးကဖြတ်သွားဖြတ်လာတဲ့တောင်လှည့်ကြည့်ကြတဲ့အထိခင်ကျော်တငယ်ချင်းနဲ့လန့်ပြီးတော့နောက်ဆုတ်သွားတယ်ခင်ကျော်ဘေးမှာအမကြီးပါလာတော့လှမ်းထားချိန်တော့မရလိုက်ပါဘူးတငယ်ချင်းလက်မောင်းကိုလှမ်းရရင်တန်អော်မိတဲ့အတန်ဟာမိုက်ခရိုဖုန်းလွတ်လောက်ပါရဲ့ဘာ9သိန်းအေးဟေး9သိန်းမပြောနဲ့ဒီလူအခန်းကို9ချက်တောင်မငါဘူးသိရလားအေးပါတငယ်ချင်းရဲ့ဒေါသမကြီးပါနဲ့သဘောပြောတာပါတငယ်ချင်းကတနက်တစ်ဖွဲ့တောင်းမှန်လေးဒီကပူဒေါသဖြစ်လေဟဲ့ဘာသဘောလဲနင်တို့ပညာတတ်တွေမဟုတ်လားပြောလိုက်စမ်းဒီလူကိုအတ္တဒီလားမကြီးစမ်းနဲ့လို့ယောက်ျားလေးပေမဲ့တငယ်ချင်းကငကိုကခက်နဲ့ရဲ့ခင်ကျော်လက်ချက်နဲ့တွန်းထိုးရင်းရိုင်နေတဲ့ကြားကအတင်းတောင်းမှန်ချုံမော်ပြီးလှည့်ပြေးမဲ့အလုံးမှာပြောပြအောင်ပြောလိုက်တဲ့စကားကိုကြားလိုက်မယ်ထင်ပါရဲ့ပညာသည်တွေကြီးပါလားအဲ့ဒီပညာတွေနဲ့ငါတို့စီကငွေမညှစ်နဲ့အေးဓာပြမတိုင်နဲ့လို့ပြောလိုက်စမ်းပါဟဲ့လက်နက်ပုံးတွေထုတ်သုံးတတ်တဲ့ပညာသည်တွေကြားမှာခင်ကျော်လို့ခုခံကာကွယ်ရတာအလိုလဲပါလားနော်ဘာပဲဖြစ်ဖြစ်အိမ်ခမ်းရဖို့ဇွဲလျှော့လို့တော့မဖြစ်ပြန်ဘူးကွယ်